ရွှေနန်းထက်ကပိုးတယ်လွန်နဲ့မြမဝစ်စုံတို့ရဲ့အစဉ်လာမှတ်တိုင်းခေတ်တွေဘလောက်ပဲပြောင်းလဲသွားပါစေမြမတို့ရဲ့ဝစ်စားစင်ရင်ဘဝဘယ်သူမှနှိုင်းထူလို့မရတဲ့အထိကိုပိုင်ရင်ကျေးမှုတွေနဲ့အခိုင်အမာရက်တည်နေစေဆိုတာပရိသတ်ကြီးတို့သိကြပါသလားမြမဝစ်ဆောင်ဟာရိုးရိုးလေးနဲ့ရင်ကျေးုံနဲ့မကသေးပဲနဲ့နှစ်ပေါင်းထောင်ချီတဲ့မြမအမွေနဲ့တရက်ကလည်းဖြစ်လို့နေပါတယ်ဒါကြောင့်မလို့နန်းတွင်သူနန်းတွင်သားတွေဝစ်လဲတော်တွေကစားလို့တာမန်ပြည်သူတွေရဲ့ရိုးရာဝစ်ဆောင်တွေထိမြမဝစ်ဆောင်ဟာအမျိုးသားရေးလက္ခဏာတရက်အနေနဲ့ဘလို့ခိုင်ခိုင်မာမာရက်တည်ခဲ့တယ်လဲဆိုတာတွေကိုဒီကနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာတင်ဆက်ပေးသွားမှာပါမြမဝစ်ဆောင်ရဲ့ခိုင်မာရှိမှုတွေကိုကြည့်မယ်ဆိုရင်ပကံအင်းဝကုန်းမောင်ခဲဆက်ဆက်မှာနန်းတွင်စီမြင်စီကန်းတွေနဲ့စနေတကျသတ်မှတ်ခဲ့တာတွေကိုတွေ့ရပါလိမ့်မယ်ယာရုထန်တရာလိုက်ဝစ်စင်ရတဲ့ပိုးတယ်မျိုးစားစတုံးပုံစံနဲ့အဆောင်ရောင်တွေဟာတိကျလွန်လာတာပါဒီဘောမင်းတရားရဲ့နန်းတော်ထဲမှာဆိုရင်မိဖုရားကြီးတွေကငကပတ်လို့ခေါ်တဲ့ကြောက်စီရွှေချဲဝဲလဲတော်တွေကိုခံညားစွာနဲ့ဆင်ရင်ခဲ့ကြသလိုမင်းကြီးမင်းသားတွေကလည်းပိုးပစိုးတောင်ရှိတွေကိုဖန်တရားခံအောင်လို့ဝစ်ဆင်ခဲ့ရတာပါမြမဝဲဆောင်ဟာတိုင်းတစ်ပါးသားတွေရဲ့မြင်ကွင်းမှာတော့မှအင်မတန်ထူးခြားစမ်းပြလုံးလို့ဗြိတိရှပကြီးစရာကယ်လီယာတောင်မှမြမတို့ရဲ့ပိုးတွေသည်အလွန်လှပ၏ဒါလို့ဆိုကသူ့ရဲ့မှတ်တမ်းမှာအထူးတလေချီကျူးခဲ့ရတာပါပဲအထူးသဖြင့်နောက်ဆုံးကုန်းမောင်ခဲ့တီဘောမင်းတရားနဲ့စုဖျားလက်မိဖုရားကြီးတို့ရဲ့ရတနာဘုံနေပြီးတော့မှမြမဝဲဆောင်မှာအမှုပညာအဆင့်တန်းအမြင့်မားဆုံးကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့မြမဝဲဆောင်ရဲ့အဆင့်မှန်စွမ်းအားကတော့ပုံကံမှုနဲ့ဇာတိမှန်မှာရှိနေတာပါအင်္ဂလိပ်ကိုလိုနီခေတ်ဦးကာလမြန်မာရီဟာကျွန်းဘဝကိုရောက်သွားခဲ့ရပေမယ့်သူတို့ရဲ့ဝစ်စုံကိုတော့ကျွန်းပြူးခွင့်မပေးခဲ့ကြပါဘူး။နေပေါင်းနိုင်ငံရတနာဂီရီမှာပြည်နှင်တန်ခံရတဲ့တီဘောမင်းတရားဟာတိုင်းတစ်ပါးမြေမှာနေထိုင်ရပေမယ့်ကွယ်လွန်သည့်အထိမြန်မာဝစ်စုံကိုသာခိုင်မာစွာနဲ့ဝစ်ဆင်သွားခဲ့ပါတယ်။မိဖုရားကောင်ကြီးစုဖျားလက်ဟာဆိုရင်လေအင်္ဂလိပ်အရာရှိကတော်တွေရဲ့ဖိနှိပ်မှုကြားထဲမှာမြန်မာဝစ်စုံမြန်မာစတုံးနဲ့ချင်းသေးမကြီးတကောင်လိုမျိုးမှန်ရှိရှိရပ်တည်ခဲ့ပါတယ်။ဒီလိုပဲနမ်တူဘော်တွင်ကမိုင်းလုံသမားတွေကစားလို့စင်ဖြူကျွန်းကဖျားပွဲသွားတဲ့သူတွေထိမြမလုံးကြီးမြမအင်ကြီးကိုသာတမျက်တနိုးစီရင်ခဲ့ကြတာဟာကျမတို့ရဲ့ယဉ်ကျေးမှုတွေဟာဘယ်တော့မှပျောက်ကွယ်မသွားဘူးဆိုတဲ့အစံလာတွေကိုပြသနေတာပဲဖြစ်ပါတယ်အခုခေတ်မှာကမ္ဘာဖက်ရှင်တွေဘလောက်ပဲတိုးတက်လာပါစေမြန်မာလူမျိုးတွေဟာမင်္ဂလာဆောင်ပွဲအလူပွဲတွေနဲ့အခါကြီးရက်ကြီးတွေမှာဆိုရင်တော့မြန်မာဝစ်စုံတွေကိုပဲဂုံယူဝင်ကြွားစွာနဲ့ဝစ်ဆင်နေကြစေပါပဲခင်မီရဲ့နိုင်ငံသားရေးဝန်တော်မင်းဦးချင်းကတော့မှအမေရဲ့လုံကြီးအငြင်းကြီးတွေကိုနှောင်းလုပ်ပြီးတော့ပန်းစင်ကမြမရိုးရာတွေကိုတမ်းမိုးထားခဲ့သလိုကျမတို့ကလည်းကိုယ့်ရဲ့ရိုးရာဝတ်စုံတွေကိုအခိုင်အမာဆက်လက်ထိန်းသိမ်းကြရမှာဖြစ်ပါတယ်လက်ရှိမှာဆိုရင်လည်းအကယ်ဒမီပေးပွဲကစလို့လူငယ်တွေဟာမြမခေတ်ဝတ်စုံတွေကိုဖက်ရှင်တစ်ခုဖြစ်နေတမ်းမိုးထားဝတ်ဆင်လာကြပြီဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတို့ရောရွှေနန်းထက်ကနေပြီးလမ်းဘေးကပြည်သူတွေထိနှစ်ပေါင်းရာချီအောင်လက်ဆင့်ကမ်းလာခဲ့တဲ့ဒီလိုခိုင်မာလာတဲ့မြမဝစ်စုံရဲ့အစင်လာပေါ်မှာဘလို့မြင်ကြသလဲဆိုတာတွေကို comment မှာရေးသားဆွေးနွေးသွားကြပါအောင်နော်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အသေးသေးတော့ကြောက်ရည်နဲ့ပြန်လာခဲ့ပါမယ် subscribe like and share ခေါင်းလောင်းလေးနဲ့အားပေးသွားပါရှင်